ဒီဗီဒီယိုမှာဘဝအတွက်အသုံးဝင်တဲ့စိတ်သက်ခွန်အားဖြစ်စေမယ့်စာတိုလေးတွေကိုပြောပြပေးသွားမှာပါစာတိုလေးတွေဖြစ်တာမှုမှတ်သားရတာလွယ်ပြီးဘဝအတွက်အသုံးချနိုင်ပါတယ်စာတိုလေးရဲ့အစကတော့စကလုံးတွေကလွယ်ပေမဲ့လက်တွေ့လှုပ်ဆောင်မှုကအများကြီးခက်ခဲတယ်အဲ့ဒီခက်ခဲမှုတွေကိုကျော်လွှားနိုင်မှတကယ်အောင်မြင်သူဖြစ်မယ်အမားတွေကသင်ခန်းစာတွေဖြစ်ပြီးအောင်မြင်မှုတွေကသင်ယူခဲ့တဲ့သင်ခန်းစာတွေအတွက်ရရှိတဲ့ဆုလက်တွေပဲအကောင်းဆုံးချိန်ဆိုတာမရှိဘူးကိုယ်တိုင်ကအကောင်းဆုံးဖြစ်အောင်ဖန်တီးယူမှသာအကောင်းဆုံးချိန်ဆိုတာဖြစ်လာမယ်တိတ်ဆိတ်မှုကအဖြေကိုရှာဖွေဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပြီးစိတ်ရှည်မှုကအခက်အခဲတွေကိုကျော်လွှားဖို့အားသာချက်တစ်ခုပဲယုံကြည်မှုကကိုအားပေးတဲ့ခွန်အားဖြစ်ပြီးစိတ်ဓာတ်ကဘလို့အခြေအနေမျိုးမှမဆိုအောင်မြင်မှုကိုရရှိစေနိုင်တယ်အိမ်မက်တွေကဘဝရဲ့မျှော်လင့်ချက်တွေဖြစ်ပြီးအဲ့ဒီအိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ကြိုးစားအားထုတ်မှုတွေကအဓိကပဲပြောင်းလဲမှုကဘဝရဲ့တိုးတက်မှုဖြစ်ပြီးအမြဲတမ်းသင်ယူနေခြင်းကဘဝရဲ့ကြီးထွားမှုပဲယူသားမှုကလူတစ်ယောက်ရဲ့အကောင်းဆုံးအရေးချင်းဖြစ်ပြီးစေတနာကဘယ်အရာနဲ့မှလဲလို့မရနိုင်တဲ့အဖို့တဆုံးအရာပဲအပြုံးကလူတစ်ယောက်အတွက်အကောင်းဆုံးလက်ဆောင်ဖြစ်ပြီးစိတ်ရင်းကောင်းမှုကအကောင်းဆုံးမိတ်ဆွေပဲအတိတ်ကသင်ခန်းစာတွေကိုသင်ယူပြီးပြစ္ဆုတ်ပံမှာရရှိတဲ့အခွင့်အရေးတွေကိုအသုံးချပြီးအနာဂတ်အတွက်မျှော်လင့်ချက်တွေကိုတည်ဆောက်ပါအခက်အခဲတွေကဘဝရဲ့စိန်ခေါ်မှုတွေဖြစ်ပြီးအဲ့ဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်မှသာတကယ်ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာမယ်အကောင်းဆုံးမိတ်ဆွေဆိုတာအောင်မြင်တဲ့အချိန်မှာဝမ်းသာပေးုံတာမကကြာရှုံးတဲ့အချိန်မှာလည်းအားပေးကူညီပေးနိုင်သူပဲဒီအရာကိုအကောင်းမြင်တတ်တဲ့စိတ်ကဘဝရဲ့အကောင်းဆုံးစိတ်တစ်ခွက်ဖြစ်ပြီးအဲ့ဒီစိတ်နဲ့ဆိုဘလူယောဂမျိုးကိုမဆိုကုသနိုင်တယ်လူတစ်ယောက်ရဲ့တန်ဖိုးကိုသိချင်ရင်သူပြောတဲ့စကားတွေထက်သူလုပ်တဲ့လုပ်ရက်တွေကိုကြည့်ပါပျော်ရွှင်မှုဆိုတာဝယ်ယူလို့မရနိုင်တဲ့အရာဖြစ်ပြီးကိုယ့်ရဲ့စိတ်ထဲမှာပဲရှာဖွေတွေ့ရှိနိုင်တယ်အသိပညာဆိုတာဘယ်တော့မှကုန်ဆုံးသွားမှာမဟုတ်တဲ့ယတနာတစ်ပါးဖြစ်ပြီးအဲ့ဒီယတနာကိုပိုင်ဆိုင်လေးပို့ပြီးတန်ဖိုးရှိလေပါပဲဘဝရဲ့အလှဆုံးအချိန်ဆိုတာနေရွယ်စဉ်အချိန်မဟုတ်ပဲကိုယ်တိုင်တိဆောက်ထားတဲ့ဘဝလေးမှာပျော်ရွှင်နေရတဲ့အချိန်ပဲအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အချိန်မနှောင်းသေးပါဘူးယုံကြည်မှုနဲ့ဇွဲလုံလရှိနဲ့စူးစမ်းရင်ဘာမဆိုဖြစ်နိုင်ပါတယ်အရေးကြီးတာကဘလောက်ကြာကြာအသက်ရှင်လဲဆိုတာထက်ဘလောက်အတိတ်ပဲရှိအသက်ရှင်လဲဆိုတာပါကိုယ့်ရဲ့အမှားတွေကိုဝန်ခံရတဲ့တတိကလူတစ်ယောက်ရဲ့အကောင်းဆုံးတတိပဲအကောင်းဆုံးလက်ဆောင်ဆိုတာစီကြီးပေးဝယ်ရတဲ့ပစ္စည်းမဟုတ်ပါဘူးကိုယ့်ရဲ့အချိန်နဲ့ဂရုစိုက်မှုတွေကိုပေးခြင်းကအကောင်းဆုံးလက်ဆောင်ပါပဲဘဝရဲ့တန်ဖိုးကိုသိချင်ရင်အတိတ်ကိုပြန်မကြည့်ပါနဲ့ပြစ္ဆုတ်ပံကိုအကောင်းဆုံးနေထိုင်ပြီးအနာဂတ်အတွက်မျှော်လင့်ချက်တွေတည်ဆောက်ပါစစ်မှန်တဲ့အောင်မြင်မှုဆိုတာဝေကြီးချမ်းသာခြင်းတစ်ခုတည်းမဟုတ်ပါဘူးကိုလုပ်တဲ့အလုပ်မှာပျော်ရွှင်ပြီးတခြားသူတွေကိုကူညီနိုင်ခြင်းကအောင်မြင်ခြင်းတစ်မျိုးပါပဲအပြုံးတစ်ခုကကဘာကြီးကိုပြောင်းလဲပြနိုင်စွမ်းရှိပါတယ်ဒါကြောင့်အမြဲတမ်းပြုံးနေပါအခက်ခဲတွေကြုံလာတဲ့အခါမှာလက်လျှော့မပစ်ပါနဲ့အဲ့ဒီအခက်ခဲတွေကပဲကိုယ့်ကိုပိုပြီးတက်မစေမှာပါလူတစ်ယောက်ရဲ့အကောင်းဆုံးအရေးချင်းဆိုတာသူများတွေကိုကူညီခြင်းစိတ်ရှိခြင်းပါပဲအသိပညာဆိုတာဘယ်တော့မှမကုန်ဆုံးတဲ့ယတနာတစ်ပါးပါဒါကြောင့်အမြဲတမ်းလေ့လာသင်ယူနေပါကိုယ့်ရဲ့အမှားတွေကိုဝန်ခံပြီးပြင်ဆင်ဖို့ကြိုးစားခြင်းကလူတစ်ယောက်ရဲ့ရင့်ကျက်မှုကိုပြသပါတယ်အကောင်းဆုံးမိတ်ဆွေဆိုတာကိုယ့်ရဲ့အားနည်းချက်တွေကိုထောက်ပြပြီးအားပေးနိုင်တဲ့သူပါဘဝမှာအရေးကြီးဆုံးအရာကကိုယုံကြည်မှုရှိခြင်းပါပဲအကောင်းဆုံးသောဘဝဆိုတာပတ်စံတွေအများကြီးရှိခြင်းမဟုတ်ပါဘူးကိုချစ်တဲ့သူတွေနဲ့အတူတူရှိနေပြီးပျော်ရွှင်စွာနေထိုင်ခြင်းကအကောင်းဆုံးသောဘဝပါပဲကိုလုပ်တဲ့အလုပ်ကိုအမြဲတမ်းတန်ဖိုးထားပါကိုယ့်ရဲ့အလုပ်ကိုတန်ဖိုးထားခြင်းကကိုယ့်ကိုတန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်စေပါတယ်အတိတ်ကအမှားတွေကိုကြံပြီးစဉ်းစားမနေပါနဲ့ပြစ္ဆုတ်ပံမှာအကောင်းဆုံးလှုပ်ဆောင်ပြီးအနာဂတ်အတွက်ပြင်ဆင်ပါအကောင်းဆုံးသောခွန်အားဆိုတာကိုယ့်ရဲ့စိတ်သက်ခွန်အားပါပဲစိတ်သက်ခွန်အားကောင်းတဲ့သူတစ်ယောက်ကဘလို့အခက်ခဲတွေကိုမဆိုကျော်လွှားနိုင်ပါတယ်ဘဝမှာအရေးကြီးဆုံးအရာကကိုယုံကြည်မှုရှိခြင်းပါပဲကိုယုံကြည်မှုရှိရင်ဘာမဆိုလုပ်နိုင်ပါတယ်အကောင်းဆုံးသောအချိန်ဆိုတာပျော်ရွှင်တဲ့အချိန်ပါပဲပျော်ရွှင်တဲ့အချိန်တွေကိုတမိုးထားပြီးအမတ်တရတွေဖန်တီးပါလူတစ်ယောက်ရဲ့အကောင်းဆုံးအရေးချင်းကတော့သူတစ်ပါးကိုစာနာတတ်ခြင်းပါပဲအကောင်းဆုံးသောအရာဆိုတာမျှဝေခြင်းပါပဲကိုယ်မှရှိတဲ့အရာတွေကိုတခြားသူတွေကိုမျှဝေခြင်းကပျော်ရွှင်မှုကိုပိုရရှိစေပါတယ်ဘဝရဲ့အတိတ်ပဲကိုရှာဖွေပါကိုယ့်ရဲ့ဘဝရည်မှန်းချက်ကိုရှာဖွေပြီးအဲ့ဒီရည်မှန်းချက်ကိုအကောင့်ထဲပေါ်ပါလူတစ်ယောက်ရဲ့တန်ဖိုးကိုသိချင်ရင်သူများတွေကိုဘလို့ဆက်ဆံလဲဆိုတာကိုကြည့်ပါဟုတ်ကဲ့ပါအခုလိုအကြောင်းအရာမျိုးနေ့စဉ်တင်ဆက်ပေးတာမလို့စိတ်ဝင်စားရင်ဆက်လက်ဆောင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ကတော့ခင်တုဒ္ဒပါခင်ဗျာ